လောကီယောလောကုတ္တရာယောကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်မြတ်ဗုဒ္ဓညွှန်ပြခဲ့သည့်လမ်းညွှန်ချက်6ချက်နဲ့ပြည့်စုံရမှာဖြစ်ပါတယ်။အာရောကြမိတ်စေပရမေစလာဗံသီလင်္စဟုတ်တာနုမတံသူတင်္စဓမ္မာနုဝတ္တိစအလိနတ္တစအထတ္တဒွါရပမုခာဆလိတိနံပါတ်1လောကီယောလောကုတ္တရာယောကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်အာရောကြံအနာကင်းသည်အဖြစ်ဟုဆိုသောပရမန်မြတ်သောလာဗံလက်ကိုအိတ်စေအလိုရှိရာ၏ကိုယ်မှလည်းအနာကင်းရမယ်စိတ်မှလည်းအနာကင်းရမှာဖြစ်ပါတယ်ကိုယ်စိတ်အနာကင်းမှသာမှန်စွာကြီးပွားချမ်းသာမည်နံပါတ်2လောကီယောလောကုတ္တရာယောကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်တီလင်္စကိုခြင်းတီလကိုလည်းအိတ်စေအလိုရှိရာ၏ကိုခြင်းတီလကောင်းရမှာဖြစ်ပါတယ်ကိုခြင်းတီလကောင်းပါမှမုတ်ချကြီးပွားချမ်းသာမည်နံပါတ်3လောကီယောလောကုတ္တရာယောကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်ဗုဒ္ဓ ानु မတင်စပညာရှိတို့၏အဆုံးအမဩဝါဒကိုလည်းအိတ်စေအလိုရှိရာ၏ပညာရှိတို့ရဲ့အဆုံးအမဩဝါဒကိုလိုက်နာကျင့်သုံးရမှာဖြစ်ပါတယ်ပညာရှိစကားလိုက်နာညာမမကြီးပွားချမ်းသာမည်နံပါတ်4လောကီယောလောကုတ္တရာယောကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်သူတင်္စအကြမ်းမြင်ဘုဒ္ဓကိုလည်းအိတ်စေအလိုရှိရာ၏ဘဟုတုတအကြမ်းမြင်ဘဟုတုတရှိရမှာဖြစ်ပါတယ်။ကြမ်းမြင်တုတရှိပါမှမုတ်ချကြီးပွားချမ်းသာမည်။နံပါတ်5လောကီယောလောကုတ္တရာယောကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်ဓမ္မာနုဝတ္တိစသူစိရိုက်တရားကိုကျင့်သုံးခြင်းကိုလည်းအိတ်စေအလိုရှိရာ၏သူစိရိုက်တရားကိုကျင့်သုံးရမှာဖြစ်ပါတယ်။သူစိရိုက်တရားကျင့်သုံးညာမမကြီးပွားချမ်းသာမည်နံပါတ်6လောကီယောလောကုတ္တရာယောကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်အလိနတ္တာစမပြင်းမိခြင်းဟုဆိုသောလုံလဝရိယကိုလည်းအိတ်စေလိုရှိရ၏လုံလဝရိယရှိရမှာဖြစ်ပါတယ်လုံလဝရိယရှိပါမှမုတ်ချကြီးပွားချမ်းသာမည်